ဘောလုံးချစ်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ပွဲပေါင်း104ပွဲအသင်းပေါင်း48သင်းစင်ပြိုင်ကစားခဲ့တဲ့2026ကမ္ဘာဖလားပြိုင်ပွဲကြီးကတော့ကျွန်တော်ကြည့်လာတာအခုဆိုပွဲစဉ်ပေါင်း103ပွဲထိကိုစီးသွားပြီနောက်ဆုံးတစ်ပွဲပဲကြံ့တယ်ဒါက final ပွဲစဉ်ဒီနေ့ညကျွန်တော်ဒါဇူလိုင်19ရက်နေ့ညပေါ့နော်ဒီနေ့ညမှာမြန်မာစံတော်ချိန်ည7:00နာရီခွဲမှာစင်ပြိုင်ကစားသွားမယ် final မှာကျွန်တော်စပိန်သင်းနဲ့လက်ရှိချန်ပီယံအာဂျင်တီးနားတို့ကထိပ်တိုက်စင်ပြိုင်ကစားသွားကြမှာဖြစ်တယ်ဒါမနေ့ညကဆိုရင်တတိယလူပွဲပွဲစဉ်ကစားသွားတယ်ဒီပွဲစဉ်ကိုကြည့်ရမယ်ဆိုတော့အင်္ဂလန်နဲ့ပြင်သစ်အများကြီးခန့်မှန်းထားတဲ့ final ပွဲကစားမဲ့နှစ်သင်းပေါ့ဗျာဒါပေမဲ့သူတို့ကတတိယလူပွဲကစားသွားတယ်ပြောမယ်ဆိုဒီပြိုင်ပွဲရဲ့ဂိုးအများဆုံးသွင်းတဲ့ပွဲစဉ်လို့လည်းပြောလို့ရတယ်မိနစ်90ထဲမှာဒီသွင်းဂိုးပေါင်းနှစ်ဖက်သွင်းဂိုးဆို10ဂိုးထိစီးခဲ့တဲ့ပွဲစဉ်ဒီအင်္ဂလန်သင်းကပြင်သစ်သင်းကို6ဂိုး4ဂိုးနဲ့အနိုင်ရရှိသွားတာဂိုးတွေတိုင်းတိုင်းသွင်းနေကြတယ်ပြောမယ်ဆိုရင်နှစ်ဖက်ကစားသမားအားလုံးကဒါဘယ်လိုလဲစိတ်လုကိုလုကစားတဲ့အနေအထားမျိုးတာဝန်ကျေဝတ်တရားအရကစားတဲ့ပွဲစဉ်လို့တော့ကျွန်တော်ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့အားလုံးက final မကန်ရတော့ဘူး။တတိယလူပဲဒီကစားသမားမှဒီလောက်ထိလဲစိတ်ပါနေတဲ့ပုံစံမျိုးမတွေ့ရဘူး။ဒီအတွက်ကြောင့်လဲပထမပိုင်းမှာဒီပြင်သစ်ကိုအင်္ဂလန်က4-0ဆိုတဲ့ရလဒ်ထွက်လာတာ။တကယ်လို့ final ပွဲစဉ်ဒီပွဲစဉ်ဖြစ်လာမှာဆိုဒီလိုရလဒ်မျိုးထွက်လာစရာအကြောင်းလုံးဝမရှိဘူး။ဒါအားလုံးသိတဲ့အတိုင်းပေါ့နော်။ကန်သွားကြတဲ့တာဝန်ကျေဝတ်တရားဒါပေမဲ့တစ်ဖက်ကပြင်သစ်ဘက်ကကြော်ကြည့်မယ်ဆိုတော့ခီလီယန်အင်ဘာပေရဲ့ဒီ final မတက်တဲ့အတူတော့ကျွန်တော်2026ကမ္ဘာဖလားပြိုင်ပွဲရဲ့ဒီဆွေဖနတ်စုကိုရယူမဲ့ပွဲစဉ်မျိုးပေါ့နော်ဒီပွဲစဉ်မှာသူ့အနေနဲ့သွင်းကို2ဂိုးသွင်းသွားတယ်ဒီတွက်ကြောက်လေအခုချိန်မှာသူကဒီဆွေဖနတ်စုမှာထိတ်ဆုံးနေရာကနေ10ဂိုးနဲ့ပြက်ပြက်တသားလီယွန်နယ်မက်ဆီကို2ဂိုးဖြတ်ပြီးတော့မှဦးဆောင်နေတယ် final ပွဲစဉ်မှာလီယွန်နယ်မက်ဆီအနေနဲ့သွင်းကို2ဂိုးသွင်းမှသာဆွေဖနတ်စုကိုမျှော်မှန်းလို့ရမှာမသွင်းနိုင်ခဲ့ဘူးဆိုရင်တော့ဒီနေ့ဆွေဖနတ်စုကတော့ခီလီယန်အင်ဘာပေအတွက်ဖြစ်သွားပြီကဲဒါကတော့မင်းညကပွဲစဉ်ထားလိုက်တော့ကျွန်တော်တို့ဒီညကစားမဲ့ final ပွဲစဉ်ကိုကြည့်ရအောင်ဒီပွဲစဉ်ကဒါပြောရမယ်ဆိုရင်တော့တော်တော်ကိုကြည့်ကောင်းမဲ့ပွဲစဉ်တွေကတပွဲဒါပေမဲ့ပရိသတ်တွေ fan တွေအနေနဲ့ကြော်ကြည့်မယ်ဆိုဒီပွဲစဉ်ကလုံးဝဘယ်လိုလဲအရင်ကပွဲစဉ်တွေလိုမျိုးဗျာငါတင်နိုင်ရမယ်နှစ်တင်နိုင်ရမယ်ဆိုပြီးတော့မှအပြိုင်ဆိုင်ကျဲနေတဲ့ပုံစံမျိုးတွေမေကုံမျိုးတွေအပြောဆိုမျိုးတွေသိမ့်မတွေ့အောင်အားလုံးကဒီပွဲရရသားကိုခံစားမယ်ဆိုတဲ့အမေးဖြေပြောဆိုတွေပဲကျွန်တော်တွေ့ရတယ်။ဘာကြောင့်လဲဆိုတော့များသောအားဖြင့်ဒီတစ်ဖက်ကအာဂျင်တီးနားဘက်ကိုကျွန်တော်ကြည့်မယ်ဆိုရင်တော့လီယွန်နယ်မက်ဆီနဲ့ပတ်သက်ပြီးတော့မှအာဂျင်တီးနားဖန်တော်များလီယွန်နယ်မက်ဆီနဲ့ပတ်သက်ခဲ့တဲ့ကနေဘာစီလိုနာနဲ့ပတ်သက်တာပဲ။ဘာစီလိုနာကနေပတ်သက်တဲ့ကနေစပိန်နဲ့ကမကင်းတော့ဘူး။ဒါအားလုံးသိတဲ့အတိုင်းပဲလီယွန်နယ်မက်ဆီဆိုတဲ့ကစားသမားကအာဂျင်တီးနားသားသူ့ရဲ့ဘဝတစ်ဆောက်လုံးအချိန်တော်တော်များများကိုစပိန်မှာပဲကုန်ဆုံးခဲ့တာလီယွန်နယ်မက်ဆီကိုစပိန်မှာမုံတဲ့တချို့သောအသင်းတွေဖန်တွေစီးသလိုများသောအားဖြင့်တော့100မှာ80ရာခိုင်နှုန်းကစပိန်လူမျိုးတွေကလီယွန်နယ်မက်ဆီကိုချစ်တယ်သူတို့အနေနဲ့ဒီပြိုင်ပွဲကနေစောစောစီးထွက်လာခဲ့ရမယ်ဆိုရင်တော့မှဒီလီယွန်နယ်မက်ဆီပါတဲ့အာဂျင်တီးနားကိုအားပေးမယ်ဆိုတဲ့ဖန်မျိုးတွေဒါစပိန်ဘက်ကကျွန်တော်တစ်ဖက်ကအာဂျင်တီးနားနဲ့ပတ်သက်လို့ကတော့လီယွန်နယ်မက်ဆီနဲ့ပတ်သက်ပြီးဘာစီလိုနာနဲ့ပတ်သက်တာပဲဒီအတွက်ကြောင့်လဲစပိန်ကိုလုံးဝကျွန်တော်တို့ကအားပေးမယ်ဆိုတဲ့အဖွဲ့တွေကပဲဒီတော့ကြောင့်ကျွန်တော်တို့ဘယ်လိုလဲပြိုင်ဘက်ဖန်နှစ်ခုကနားလည်မှုစစ်စစ်နဲ့ပွဲကဘယ်သူပဲနိုင်ငါတို့ကပြပြကြီးအားပေးမယ်ဆိုတဲ့စတိုင်မျိုးနဲ့အားပေးကြမယ်ပွဲစဉ်ဒီတော့ကြောင့်ကျွန်တော်တို့သမိုင်းတစ်စောင်းအနေနဲ့ကြည့်မယ်ဆိုရင်ဒါကတော်တော်လေးကိုကြည့်ကောင်းမဲ့ဘလုံးရသားကိုခန်းစားမဲ့ပွဲစဉ်မျိုးအပြိုင်ဆိုင်ပိုင်းမှာတော်တော်လေးနည်းသွားတယ်ဘေးသင်းနိုင်ကွာငါတို့အားပေးမယ်ကွာဆိုတော့ဒီထဲမှာကျွန်တော်တို့လည်းပါတယ်ဗျကျွန်တော်တို့လည်းမက်ဆီကိုကြည့်ပြီးတော့မှကြီးပြင်းလာတဲ့လူတွေဆိုတော့ကျွန်တော်တို့လည်းပါတယ်ဒီပွဲမှာကျွန်တော်တို့လည်းဘေးသင်းနိုင်ငါတို့အကောင်းဆုံးအားပေးမယ်ဆိုတဲ့စိတ်နဲ့ပဲအမှန်တိုင်းပြောရရင်တော့ဒီပြိုင်ပွဲကိုကျွန်တော်ဘယ်လိုလဲအစတွေကနေလွန်တဲ့မက်ဆီတို့ပြည့်စုံသွားပြီဆိုတဲ့စိတ်နဲ့ပျော်ကြီးအားပေးလာတာဒီလိုနေထားမျိုးမှာဆူတောင်ပြည့်တယ်လို့လည်းကျွန်တော်တို့ပြောလို့ရတယ်နောက်ပိတ်ဆိုစုံစမ်းမှာစပိန်နဲ့အာဂျင်တီးနားဖိုင်နယ်ကစားတယ်ဒါအခုဗီဒီယိုထဲမှာတော့ကျွန်တော်ဒီကိန်းဂဏန်းအချက်လက်တွေကိုတော့ထည့်သွင်းပြီးတော့မှမပြောလို့တော့ဘာကြောင့်လဲဆိုတော့အားလုံးကလည်းသိပြီးဒီနှစ်သင်းဖိုင်နယ်ကိုရောက်လာတယ်ဘယ်လိုဒီကစားပြီးရောက်လာဆိုတာအားလုံးသိတယ်တစ်ဖက်ကကျွန်တော်စပိန်ဘက်ကကြည့်မယ်စပိန်ကတင်းဝက်အကောင်းဆုံးအသင်းပြောမယ်ဆိုရင်အစုဖွဲ့နဲ့ကစားတဲ့သင်းမှာဆိုဒီပြိုင်ပွဲမှာအကောင်းဆုံးအသင်းကိုပြပါဆိုတော့ကျွန်တော်အနေနဲ့ဆိုတော့ဒီတူတယောက်ချင်းနဲ့လူအင်အားကိုကြည့်မယ်ဆိုရင်ကျွန်တော်ပြင်သစ်ကိုပြောမယ်ဒါပေမဲ့ဘောလုံးကစားတဲ့နီးစနစ်နဲ့အကောင်းဆုံးစုစုစီကစားနိုင်တဲ့အသင်းကိုပြပါဆိုရင်တော့ကျွန်တော်တို့စပိန်ကိုပြရမယ်အတင်းငိမ့်ဆုံးအသင်းလို့ပြောလို့ရတယ်သူကစားပုံကလည်းအားလုံးသိတဲ့အတိုင်းပဲဒီအစုဖွဲ့နဲ့ကစားသွားတာဂိုးရစီးဖို့အတွက်တူတယောက်ကိုမိခိုတဲ့အသင်းထဲမှာစပိန်မပါဘူးဒီအတွက်ကြောင့်စပိန်ရဲ့တိုက်စစ်ကယာမားကိုပိတ်ထားမယ်ဆိုရင်တော့မှတစ်ဖက်ကတခြားသောကစားသမားတွေဥဇဘယ်တို့လိုကစားသမားတွေတန်နီအိုမိုတို့လိုဒီအထောက်နောက်ချန်တိုက်စစ်ကစားတဲ့ကစားသမားတွေကဒုက္ခပေးမယ်
မီခေမာရီနိုတို့လိုကစားသမားတွေပွဲချီကိုပြောင်းသွားနိုင်တယ်။ तू ကတူတယောက်ကိုမမီခိုးတာဘူးတိုက်စစ်ကွင်းလေပိုင်းမှာကြောကြည့်မယ်ဆိုစပိန်ကလက်စီပြိုင်ပွဲရဲ့အကောင်းဆုံးကွင်းလေတွေကဒီအသင်းဘာကြောင့်လဲဆိုတော့သူ့နဲ့တွေ့တဲ့ပြိုင်ဘက်ကောင်တော်တော်များများကိုလည်းစပိန်ကကွင်းလေကနေပဲထိုင်းပြီးတော့မှတတ်သွားတာဒီအတွက်ကြောင့်စပိန်ကကွင်းလေပိုင်းမှာလည်းအင်မတန်ကောင်းတယ်ခံစစ်ပိုင်းဒါကတော့ကျွန်တော်ပြောစရာမလိုလို့တော့ထင်တယ်ဘာကြောင့်လဲဆိုတော့ final ထိကိုရောက်လာတာပေးကိုတကိုးပဲစီးခဲ့တယ်ပေါ်တူဂီကိုဂိုးမပေးခဲ့ဘူးဒီကျွန်တော်ပြင်သစ်ကိုဂိုးမပေးခဲ့ဘူးဘယ်ဂျီယန်နဲ့တွေ့မှာ2-1နဲ့နိုင်ပြီးတက်လာလုံးဝပဲသူ့ကိုကျွန်တော်ကြည့်မယ်ဆိုရင်ပေးကိုတကိုးပဲစီးတယ်ဒါခံစစ်ပိုင်းမှာဆိုလဲစပိန်ကလုံးဝအကောင်းဆုံးတင်းတွေကတသင်းဒါစပိန်ကိုကျွန်တော်ပြောတာချန်ပီယံမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်ဘာကြောင့်လဲမဖြစ်ဘူးဆိုရင်တော့မှသူ့ဘက်ကကျွန်တော်ကြည့်မယ်ဆိုရင်နှမျိုးဘကောင်းတဲ့နှစ်လို့ကျွန်တော်ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့သူတက်လာခဲ့တဲ့ဖြတ်တန်းခဲ့တဲ့အစင်းစင်းကိုကြည့်မယ်ဆိုရင်ဩစတြေးလျလိုတင်းတွေပေါ်တူဂီကိုဖြတ်တယ်ပြီးတော့မှဘယ်ဂျီယန်ကိုကြော်ဖြတ်လာတယ်ပြီးတော့မှလုံးဝလူတိုင်းထင်ထားတဲ့ချန်ပီယံဖြစ်မယ်ဆိုတဲ့ပြင်သစ်လိုအသင်းကိုတော့2စီးနဲ့နိုင်ပြီးဒီအဆင့်ကိုတက်လာတာပြောမယ်ဆိုရိုနာဒိုကိုကြော်ဖြတ်လာပြီခီလီယန်အမ်ဘာပေကိုကြော်ဖြတ်ပြီနောက်ပြီးဆိုလီယိုနယ်မက်ဆီကိုကြော်ဖြတ်ဖို့ပဲကြံတော့တယ်တကယ်လို့သာအာဂျင်တီးနားကိုနိုင်ပြီးစပိန်ကချန်ပီယံဖြစ်ခဲ့မယ်ဆိုရင်လုံးဝထိုက်တန်တာထက်ကိုပိုတယ်ကျွန်တော်ချီကျူးထောပနာပြုရမယ်ပွဲစဉ်မျိုးဒီပွဲစဉ်ကစပိန်နိုင်ခဲ့မယ်ဆိုရင်ဒါကတော့စပိန်ဘက်ကတစ်ဖက်ကကျွန်တော်အာဂျင်တီးနားကိုကြည့်မယ်လုံးဝမဖြစ်နိုင်တာတွေကိုဇက်တိုက်လုပ်ပြပြီးဒီဆင့်ကိုတက်လာတဲ့သင်ဒီပြိုင်ပွဲမှာကျွန်တော်စောခဲ့ပြောသလိုပေါ့နော်အကောင်းဆုံးပြပါဆိုရင်တော့ကျွန်တော်ပြင်သစ်လူစင်နဲ့ကြည့်မယ်ဆိုပြင်သစ်အကောင်းဆုံးဒါပေမဲ့ဒင်းဝေါနဲ့ဒီသူတို့ရဲ့နီးစနစ်တိုင်းမှာပွဲတိုင်းကိုတည်တည်ငြိမ်ကစားနိုင်တာကစပိန်ဒါပေမဲ့ဒီပြိုင်ပွဲရဲ့စိတ်လှုပ်ရှားမှုအစီအစုံရသပေးနိုင်စွမ်းအစီအစုံသင်ကိုပြပါဆိုရင်တော့ကျွန်တော်အာဂျင်တီးနားကိုပဲပြမယ်လိမ့်ဖဲနဲ့တက်လာပွဲတိုင်းမှာကြည့်လိုက်တစ်ဖက်ကဂိုးတွေပြတ်သွင်းထားတယ်ခံဘတ်တွေပြန်လုပ်ပြတယ်ဒီလိုပဲတစ်ဖက်ကဥဆောင်မှုရတာတယ်ခံဘတ်တွေနဲ့ပြန်လာတယ်လူနဲ့မက်ဆီဆွဲတင်လိုက်တယ်ရင်တမမနဲ့ကြီးရတယ်အင်္ဂလန်လိုအသင်းနဲ့တွေ့တယ်စုံးတယ်ပထမ1 စီနဲ့နောက်ပြီးဆိုလီယိုနဲ့မက်ဆီလှုပ်ပြခဲ့တယ်ဒီအဆင့်ကိုရောက်လာတကယ်ကိုရသပေးခဲ့တာဘောလုံးရသတွေသူတို့ကအသင်းလိုက်ကျွန်တော်ဟိုရင်ဗီဒီယိုတွေမှာပြောဘူးတယ်ကောင်းမွန်တဲ့ဒီအာဂျင်တီးနားရဲ့ခြေစွမ်းကိုပြပါဆိုရင်ကျွန်တော်ပွဲတိုင်းမတွေ့ရဘူးလိမ့်ဖဲလုံးတယ်ဒါပေမဲ့ပွဲတိုင်းကိုဘလို့အနိုင်ကမ်းမလဲဆိုတော့သူတို့သိတယ်ကျွန်တော်ဒီကိုပါအမေရိကဘက်ကလာတဲ့တင်းတွေဆိုတော့အားလုံးသိတဲ့အတိုင်းပါပဲညစ်တွန်းရင်လည်းတွန်းပါပဲဘလို့မဆိုအနိုင်ရဖို့အတွက်မဖြစ်နိုင်တာအကုန်လုံးမယ်ဆိုတဲ့တင်းမျိုးဘာမဆိုလုံးမယ်ဆိုတဲ့တင်းစတိုင်မျိုးတစ်ဖက်ကကြမ်းမယ်ဆိုလည်းသူတို့ကြမ်းလို့ရတယ်ရမ်းမယ်ဆိုလည်းရမ်းလို့ရတယ်ဘောလုံးအနုရွားနဲ့ကစားမယ်ဆိုလည်းကစားလို့ရတဲ့အသင်းထဲမှာအာဂျင်တီးနားပါဒါပေမဲ့ဒီနှစ်သင်းကိုကျွန်တော်စင်ပြီးပြောမယ်ဆိုရင်တော့စပိန်ကအားလုံးသိတဲ့အတိုင်းပေါ့နော်နီးစနစ်တစ်ခုတည်းနဲ့ကစားတယ်လုံးဝဘောလုံးအပြတ်မခံအကောင်းဆုံးကစားတဲ့အသင်းဒါပေမဲ့တစ်ဖက်အသင်းကဘာမဆိုလုပ်တဲ့အသင်းပြီးတော့မှစိတ်ဓာတ်ပိုင်းဒီနှစ်သင်းရဲ့စိတ်ဓာတ်ပိုင်းကတော့လုံးဝကွဲပြားခြားနားတယ်လို့ကျွန်တော်မြင်တယ်ဘာကြောင့်လဲဆိုတော့တစ်ဖက်ကအာဂျင်တီးနားရဲ့စိတ်ဓာတ်ကလက်ရှိချိန်မှာငါတို့ကချန်ပီယံပြီးတော့မှဒီဖလားကငါတို့အရယူမယ်ငါတို့မဖြစ်နိုင်တာအကုန်လုံးနိုင်တယ်ဆိုတော့စိတ်ဓာတ်မျိုးနဲ့လာတာပြီးတော့မှကျွန်တော်မဖြစ်မနေထည့်ပြောရမှာတော့လီယိုနယ်မက်ဆီပေါ့ကျွန်တော်ဗီဒီယိုတိုင်းမှာလည်းပြောခဲ့တဲ့စကားစီတယ်မက်ဆီပါနေသေး၍ကဘယ်သင်းနဲ့ဘလောက်ပဲရေပန်းစားပါစေအာဂျင်တီးနားကနံပါတ်1ဖြစ်နေမှာပဲဆိုတဲ့စကားအခုချိန်ထိလည်းကျွန်တော်တို့ဒီနှစ်သင်းကိုဘယ်သင်းအသာရမလဲလို့ခက်မှန်တဲ့နေရာမှာမပြောရဘူးဘာကြောင့်လဲတစ်ဖက်ကစပိန်ကောင်းတာမှန်ပေမဲ့တစ်ဖက်မှာလီယိုနယ်မက်ဆီစီးနေတယ်ဘာမဆိုသူလောက်ပြသွားနိုင်တယ်သူသာမစီးခဲ့ဘူးဆိုရင်အာဂျင်တီးနားဒီအဆင့်ကိုဘယ်လိုနီးနဲ့မှမရောက်လာဆွစ်ဇာလန်နဲ့ပွဲမှာလည်းသူရဲ့ဖန်တီးမှုတွေစီးခဲ့တယ်ပြီးတော့ကျွန်တော်ဒီအီဂျစ်နဲ့ကစားသွားတဲ့ပွဲစဉ်မှာသူလှုပ်ပေးခဲ့တယ်သူ့ရဲ့ဂိုးတွေနဲ့ပဲဒီဆင်းရောက်လာအင်္ဂလန်နဲ့ပွဲစဉ်မှာစုံနေတယ်ဖန်တီးမှု2 ကြိမ်သူလှုပ်ခဲ့တယ်သူလှုပ်ခဲ့တဲ့အရာတွေကြီးပဲပြိုင်ပွဲတစ်ခုလုံးကလည်းသူနဲ့ပါဝင်ပတ်သက်ခဲ့တာကြီးပဲကစားခဲ့တဲ့ပွဲစဉ်တိုင်းမှာလည်းသူပါဝင်ပတ်သက်ခဲ့တဲ့ဂိုးတွေဒီစင်တီအာဂျင်တီးနားရောက်လာတာသူကြောင့်ဒီအတွက်ကြောင့်စိတ်ဓာတ်ပိုင်းကကျွန်တော်ကြည့်မယ်ဆိုရင်ချန်ပီယံစိတ်ဓာတ်နဲ့ပွဲဆလောက်မှုအကောင်းဆုံးသင်းကတော့ကျွန်တော်အာဂျင်တီးနားကိုပြောလို့ရတယ်နီးစနစ်ပိုင်းမှာတော့စပိန်သားတယ်ဒီအတွက်ဒီညပွဲစဉ်မှာဘယ်သင်းအသာရမလဲဘယ်သင်းနိုင်ရမလဲဆိုတာကျွန်တော်ခက်မှန်ဖို့အတွက်အင်မတန်ခက်ခဲတယ်အမားလေးသေးလေးတစ်ခုလုံးမိတဲ့အသင်းကကျွန်တော်အကြီးမားဆုံးပေးဆက်ရမယ့်ပွဲစဉ်မျိုးဖြစ်တယ်ဒီအတွက်ကြောင့်ကျွန်တော်အနေနဲ့ဒီညပွဲစဉ်မှာဘယ်သင်းအနိုင်ရမယ်လို့တော့ဒါရဲ့ကျွန်တော်မပြောနိုင်ဘူးသို့ပေမဲ့မက်ဆီစီနေတဲ့အာဂျင်တီးနားက
အနေငယ်သားနေတယ်လို့တော့ကျွန်တော်မြင်မိတယ်ပြီးတော့မှလီယိုနယ်မက်ဆီရဲ့ fan တယောက်အနေနဲ့ပြောရမယ်ဆိုတော့ကျွန်တော်တို့ကချန်ပီယံဖြစ်သည်ဖြစ်စေမဖြစ်ခဲ့ဘူးဖြစ်စေဒီအဆင့်ထိရောက်လာတဲ့ကနေလီယိုနယ်မက်ဆီဒီလိုလှုပ်ပြခဲ့တဲ့ကနေကျွန်တော်ကျေးဇူးတင်နေပြီဘာကြောင့်လဲဆိုတော့ဒီပြိုင်ပွဲမှာကျွန်တော်သူ့ကိုတွေးချင်အောင်တတ်ပဲဖလားအတွက်ကျွန်တော်နည်းနည်းလေးမှစိတ်ကူးမရှိခဲ့ဘူးအစိုးရစစ်နေထဲမှာပြန်သွားမယ်လို့လည်းတွေးထားခဲ့ဘူးတယ်ဘာပဲဖြစ်ဖြစ်သူကစားနိုင်တာကိုပဲကျွန်တော်ကြည်နေရရင်ကျဉ်းနေတဲ့ဆိုတော့သူတွေဖြစ်ခဲ့တယ်ဘာကြောင့်လဲအခုဆိုအနေထားမှာကျွန်တော်လိုချင်တာထက်ကိုပိုပြီးသူလှုပ်ပြခဲ့ပြီ final ထိကိုတွန်းပို့ပေးခဲ့ပြီဘတ်တူဘဲချန်ပီယံတော့ခမသိရင်ဖြစ်သွားနိုင်တဲ့အနေထားရောက်ခဲ့ပြီဒီအတွက်ကြောင့်ဒီညပွဲစဉ်ကတော့ဆုံးသည်ဖြစ်စေနိုင်သည်ဖြစ်စေပျော်ပျော်ကြီးနဲ့ကျွန်တော်ကြည့်လို့ရမယ့်ပွဲစဉ်ဖြစ်တယ်ဆုံးခဲ့သည်စီတော့တစ်ဖက်ကကျွန်တော်ရဲ့ဘာစီလိုနာကစားသမားလေးတွေခြာတိတ်လေးတွေဖလားကင်ပြီးဘာစီလိုနာမျိုးကိုပြန်လာကြအောင်ပါဒါကလည်းတကယ်ကိုကြည်နူးစရာပဲနိုင်ခဲ့သည်စီတော့ကျွန်တော်ရဲ့ GOAT ကြီးလီယိုနယ်မက်ဆီဘတ်တူဘဲချန်ပီယံဘောလုံးသမိုင်းမှာမဖြစ်နိုင်တာတွေအားလုံးကိုလှုပ်ပြခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်နောက်ထပ်တော့သူရဲ့တန်ဖိုးမဖြတ်နိုင်တဲ့စံချိန်တွေနဲ့ဂန်ဝင်တင်သွားမဲ့ပွဲစဉ်လို့တော့မြင်မိပါတယ်ကျွန်တော်ညီကိုမိတ်ဆွေတို့အနေနဲ့ကဒီညပွဲစဉ်ပေါ်ဘယ်လိုမြင်မိလဲဘယ်အသင်းကအနိုင်ရပြီးချန်ပီယံဖြစ်သွားမလဲဆိုတာကျွန်တော်ကွန်မန့်လေးတွေမှာမှတ်ချက်ပေးဆွေးနွေးသွားလို့ရပါတယ်အခုလိုဘောလုံးသတင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေအောင်မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ AI About Football page လေးကို follow and like လေးများလုပ်သွားပြီးကြဖို့အတွက်တောင်းဆိုလိုက်ပါတယ်အားလုံးကိုထူးပဲကျေးဇူးတင်စီပါတယ်